နင်တို့လည်းမရနေအောင်ညာဘယ်နည်းလောက်ရှိ3နဲ့ကိုနင်တော့ကလေးမြင်ကြတယ်မလား မြူသေးဦးမလို့နဲ့နော်ကလေးဆိုတာငယ်တော့ယူကြမလေကြည့်လာလို့ရှိရင်လေမွေးရခက်တယ်ဒါနဲ့လေငါမေးပါဦးမင်းယောက်ျားလို့လားနင်လို့လား ဒေါ်လေးဘာလာပြောနေရလဲအခုခေတ်ခဲလေးတယောက်ပြည့်စုံဆောင်ရှောက်ရတယ်ဆိုတာလွယ်နေများချင်နေတာအမလေးတယောက်ကိုပူနေသေးတယ်ငါဆို4ယောက်ငါသားသမီးတွေဆိုလို့ရှိရင်ကြည့်လို့နိုင်ငံကြတော့ပို့ထားပြီးအခုဆိုရွာမှာလေတက်ရက်တရအရင်ကတာဝလေတွေရတဲ့ချန်နေတော့လေအများကြီးငါရွာမှာဆိုလို့ရှိရင်ခင်းဝင်တဲ့တသေးဟဲ့နည်းနည်းရမဟုတ်ဘူးနော်နင်းကြည့်ရတာလဲဟဲ့တသားမီမီလေးတွေပြူးကျူးရတဲ့ကိုလေအလားပါထိုင်ပြင်နေရတာမျိုးမဲ့မောတဲ့မိမမျိုးပါသိပါဘူးငါတာလေနေရောက်ခမနေရမှာဆိုလို့ရှိရင်ငါသားနေရတော့လောက်တော့မတူအချို့ယောက်ျားတွေလေဘာကြည့်ပြီးကြိုက်ကြတယ်မသိဘူးနော်အလားပဲတနေ့ကိုထိုင်ပြင်နေမိခင်စိတ်မရှိကြဘူးတော့တချို့ဟာတွေကလေကလေးယူလိုက်ရင်ပုံပြစ်မှာဆိုတဲ့ခါကျတော့မယူကြဘူးအဲ့ဒါဘာစိတ်လဲအော်တာလားသိကျင်တယ်ပေါ့ဒါကိုကြီးစီးတဲ့ကထွက်တဲ့အစီချစ်ဖြတ်ပြားစေးလေဘာကောင်းတာလဲအစီရီတဲ့အစီပိုးချင်းအဝါလုံးချင်းအစင်းမြက်ကက်ခဲချင်းငါဖြစ်နေတဲ့ယောဂါတွေအမလေးရောင်ချင်းဒူးနာချင်းနဲ့တွေးကြောချင်းချင်းများပြင်တွေးအစီများပြီးအဝါလုံးလေးလာချင်းအမလေးငါဖြစ်နေတာတွေအတော်အလားအထိုင်တာခက်ခက်တယ်ငါဖြစ်နေရတယ်လေကြည်ကြည်ထားသလိုပဲတော့ကိုရောအစီတွေကိုလေတဲ့ဘေးဥပကင်းစာနဲ့ချစ်ဖြစ်ပေးပါလိမ့်တဲ့ငါဖြစ်နေရတယ်ကတိပဲဒီစလေးငါပြောလိုက်တော့မနော်မပေးပါဘူးလိုချင်ဖို့ကိုတော့ဝဲပါလားငါဒီမှာတော့ရမှာတော့အော်လိပ်စာလေးပြောပြမယ်အမတ်ဇာညင်ကျွဲနေဆောင်နဲ့တာယာကုန်းကနတ်တာကုန်းရဲ့ကွအေးစိန်ရန်ကုန်မြို့မှာရှိတယ်မလေးဟုတ်ပါပြီငါပဲဝယ်ပြီးတော့တောက်3တော့ပူလိုက်ပါမယ်နေဟာလေတော့ကစီကောက်ကောင်မနော်အော်မေ तू ကပဲပြောရတယ်ရှိသေးမဖက်ပြတ်သွားပြီ။အော်မမရေမဖက်ပြတ်သွား။အော်ရမမောင်ရဲ့ဖက်စီနော်။ရသူပြောလဲမောင်လေးနေဆိုအချစ်ခံရအောင်အခုကျမပဲကြည့်လေကဲဒီဖက်တော့ပြစ်လိုက်တော့မမဒါဆိုမမပွေးတော့ဘာဖြစ်လဲအောင်ဘာဖြစ်ရမှာလဲမမလည်းမမဖက်နဲ့ပေးလိုက်ပြီဆိုမှတော့မမဒီလမ်းပေါ်မှာခြေပလိုင်းနဲ့ခြေတော့နာနေမှာပေါ့လာပါလို့မပွေးကဲမမရဲ့ blog ကချစ်တက်လိုက်လေတွေ့ပြီနော်ကျွန်တော်နဲ့မမနဲ့က Limit application မှာတွေ့ရလေ Limit application က VPN မလို့ဘူး free လေးသုံးလို့ရတယ်စိတ်တူကိုယ်တူဝါသနာတူစစ်မှန်တဲ့တငယ်ချင်းလည်းအများကြီးရနိုင်တယ်လေကန်ကောင်းတော့ကျွန်တော်လိုမျိုးအရင်ချစ်တဲ့မမရမှာနော်ကဲဘာကြည့်နေရလဲမြန်မာကြီးလည်းအများကြီးပဲမလို့ Limit application download ဆက်လိုက်တော့နော်ဘာချိုးပန်းနေလာတော့နော်ဟိုရေးစစ်စပဲကိုကွာလေကလေးလေးကိုရမ်းချစ်တာပြေးလာပြေးပြန်ကြရအောင်မော်လဲချုံတော့မှာဟာကွာကတ်တယ်နော်မတက်နဲ့နေခဲ့တနေ့ကိုလည်းသူများကြောက်ဝင်ရှောက်နေတော့ပဲခင်ဗျားမှအီးစားမရှိဘူးလားရှိဘူးမရှိရင် Limit application ကိုတော့သူက free လေးရတယ်ပြောဖို့လည်းကောင်းတယ်စိတ်တူကိုယ်တူဝါသနာတူစစ်မှန်တဲ့သူငယ်ချင်းတွေကိုလည်းရနိုင်တယ်ဖားဆောင်ကြည့်နေရလေအခုပဲ Limit application download ဆွဲလိုက်တော့လေဟုတ်တော့ဟေးဟုတ်တော့ဒါပဲတော့စပယ်တော့ညမလို့ပြင်မှာဟာရှင်းလို့မရဘူးလေအဲ့ဒါကျမရဲ့စပင်းနေရှင်မသိဘူးငါခန္ဓာကိုယ်ပေါ်မှာဒီမှာစပယ်ရှိနေငါမနေတတ်ပါဘူးဒီမဲ့ရှင်းခန္ဓာကိုယ်နဲ့လေကျမအဆင်ပြေအောင်နေရတာပဲငါအဆင်မပြေဘူးဒီမှာဘာတွေလည်းမသိဘူးဒါတွေရောရှင်းကျမပစ္စည်းမထိနဲ့လို့ပြောထားရနော်မထိလို့ရမလားငါခန္ဓာကိုယ်ပေါ်မှာရောက်နေရလေဒီမှာရှင်းပြောလိကဲလိပါလားရရလေရှင်ထိရနော်ကျမလည်းထုတ်ခိုင်းမှာနော်ဘာလို့တာတော့မလေးသူ့ဟာလေးကိုကြောက်ဖြစ်တဲနေလိုက်တာငုံလောက်တော့မရှိတဲ့ဟာကိုမြန်မွန်းလက်ဆောင်ဖတ်ဟေးမင်းနဲ့ငါနဲ့ဒီတိုင်းနေလို့မရတော့နော်မင်းနဲ့ငါနဲ့ကြားမှာလေစီကံလေးတစ်ခုချမှရတော့မယ်အမေကြီးနဲ့ तू ကပဲပြောရရှိသေးတယ်ဟုတ်တယ်လေမင်းတို့မိန်းမတွေဆိုတာလွယ်တာမဟုတ်ဘူးအဲ့ဒီတော့မင်းရောက်နေတဲ့ငါခန္ဓာကိုယ်ကိုမင်းကလည်းယူယူတတဖြူဖြူစင်စင်လေးစောင့်ရှောက်ငါကလည်းမင်းခန္ဓာကိုယ်ကိုယူယူတတဖြူစင်စင်လေးစောင့်ရှောက်မယ်ဟုတ်ပြီလားဟဲ့ဒီမှာရှင်းဦးမယ်အစကားပြောရမှာရှင့်ရှားတာလေကျမခန္ဓာကိုယ်ထဲမှာနေပြီးမြင်ချင်တိုင်းမြင်တွေ့ချင်တိုင်းတွေ့ပြီးတနာထမနေနဲ့နော်ပြောချင်ဘလို့လဲဟာတကယ်က
အောင်ပါပဲကွာမိမရေမိမပြောစရာရှိရစနဟိုမှာခြာသိတယောက်လေပူးနဲ့တစ်ဖက်ဒေါ်နဲ့တစ်ဖက်စီးသွားတယ်ကွာဟုတ်တယ်ဒါမလို့ဖြစ်တော့ဆောင်းလာတယောက်စီးသွားခြာသိကလည်းဒီတိုင်းပဲဒါမလို့ဖြစ်တာလေပြောဘာဖြစ်တာ ဟောအိမ်မတခိုးကတာ တခိုးကတာ နော် မိမဘာဖြစ်တော့တိလဲ ဘာမှတော့မဖြစ်ပါဘူးဒီလောက်နေရတော့လေအခုမှအရင်ကြောက်တာလေအရင်တော့ပြောတာမရှိမဖြစ်ဘူးလို့အရင်ကြောက်တာ ဒါဆိုကျွန်တော်ဟာနွားရခိုင်ထောင်ကြိုက်သူတွေအတွက်ရခိုင်ငပိထောင်လေးရှိတယ်လို့ ဗမာထောင်းလေးကိုမှဆက်ဆက်လေးကြိုက်သူတွေအတွက်ဆက်ပြက်လာငပိထောင်းလေးလည်းရှိတယ်နော် so fresh ဘာနဲ့ချက်ကို fresh ငါနင်းတဲ့ပိုတော့ fresh နေသေးတယ် အမအဲ့ဒါအမကိုတက်ကိုကြော်သွားတာ ဟဲ့ तू ဆက်စီသွားနေရလားမသိဘူးနော် သိကြတာဗော အဲ့ဆိုညာငါရ မ 你别搞么啥反对呢？ ငါမနေငါဘေးတော့ဘယ်နေမဆိုင်တော့လေ 这样你有俺白嘿， ငါရေရောက်တာငါပိုင်တာ 我都有生的白嘿。ဆရာရင်ကြိုက်တဲ့ဟိုမူရင်းကားလေးလေကျမကိုယ်တိုင်ချက်ပြီးမှယူလာခဲ့တာ 嘿，是啊，生木渣嘛，生木渣，俺妈没啥，是啊，这个生木渣嘞，喏是啊，这生木渣，这个生木渣。 ကျေးဇူးပါကောင်းကောင်းလေးစားပါမယ် 哦，是啊，没听呢。 ဒါဆိုရင်ရက်ကမကြီးပေါ့နော်ဘာရက်ကမလဲဘာမလဲငါတူမိမ 来嘛，我听嘛，都啥子没？ ပြန်လာရင်ပြန်လာကြည့်တပ်ပြစ်မဲ့လေပြောင်းညပြီးတော့တပ်ပြစ်မဲ့ ဒီပါမလေးစနာကိုဖြည့်စည်းပေးမယ် ဒီတော့ညီမလေးမရှိဘူးလား ဟဲ့မင်းတို့ဒါဘာလုပ်နေကြလဲမမြင်ဘူးလားကန်းနေရလားဟာရကိုလည်းတော့တော့ကွာမဆိုင်မရှုံးနဲ့ကွာ ကိုညီမကဲပါဦး ဟာနမချင်းစနာအကောင်းနေမင်းတို့ငါလည်းစပြီးတော့မယ်မင်းလာသူများကြားလဲဝင်ရှုပ်ချင်တော့ကွာ ကိုတည်း ဟုတ်တယ်ဗော ရောက်ကနေကြည့်လာခေါ်လာပြီ အော်တော့ပါစီငါညီမဘာဖြစ်သွားသေးလဲ မပြောချင်ဘူး ငါညီမရဲ့ပြမပြရလေထင်းနေ ဘာတင်ရလဲဘာမှမဖြစ်လို့ငိုတာဟောဘာမှမဖြစ်ဘူးဆိုရင်မလေညီမကဘာမှဖြစ်တာကိုအခုအဲ့လိုအထိုးခံတော့အခုတည်းစိတ်မကောင်းလို့ငိုတာလို့ ရပါတယ်ဘာဖြစ်ပါဩကိုက အခုကဘာမှမဖြစ်ဘူးလားပြောတာ၄နာရီလောက်တတိလက်နေတာဟော ဘာတတိလေးည၄နိုင်လောက်ရှိပြီ ၄နာရီလောက် အုံနာကြီးချာရအောင်မယ်အိုးဝေအိုးဝေ အခုရဲ့လေဒီနေ့အုံနာကျုံညီမစိုက်ပေးပါမယ်ညီမကလေအိမ်မပြန်ရတော့အခုအိုးလေးနဲ့လိုက်ပို့ပေးနော်ညီမတကယ်ကြောက်လို့ပါကိုလိုက်ပို့ပေးနော်နော်လို့အေးအာတက်လင်းငါညီမ ဟောအခုအနောက်မှာဆေးရမှာအရန်ကြောက်လို့အရှိမစီးမယ်နော်ရရမလားယင် အေးရရောက်ပြီအခုလည်းစင်းဦးလေ မရှင်းတော့ပါဘူး လာပါကိုရဲ့ရောက်တုံးလေးကိုလေညီမတခုခုကြွေးပြီးအဲ့ခံတယ်လို့ပါ တော်ပါပြီငါညီမရဲ့ရရနော် ညီမကြွေးရောက်လေအခုဒါလိုက်မစားဘူးဆိုညီမစိတ်မကောင်းဖြစ်မိမှာပဲလာပါကိုရဲ့လာခုစားပါအောင်နော် အဖေလူတွေလည်းအများကြီးပဲတမီးအရင်စိတ်လောက်ရှားနေတာပဲ ဘာဒီမှာဘာစိတ်လို့ရှားစရာလိုလို့လဲကိုကိုကိုယုံကြည်မှုအပြည့်အဝနဲ့ပြင်သားမယ်ဘာတမီးနိုင်လို့နိုင်ရမယ်ဒါတို့လည်းဒီမှာပူလှတယ် ဟုတ်တယ်မတိချပြိုင်နေနော်အောက်ကနေအပေးနေမယ် တော့တော်တမီးတော် ကဲလူဂျီမီတို့စောင့်မြင်နေကြတဲ့ Mr. 2026ပြိုင်ပွဲကြီးစတင်လိုက်ပါပြီခင်ဗျာကဲတော့ဖိတ်ကိုနောက်ဆုံးအနေနဲ့တလန်တော်တဲ့ပြိုင်ပွဲဝင်ရတော့ဘယ်သူလို့ထင်ပါတယ်လဲဟုတ်ပါတယ်ဘယ်သူမှမထင်ထားတဲ့ဖတ်တဲ့ဦးရဖြစ်ပါတယ်ခင်ဗျာအမေတော့ဝင်တော့ပြီလူကြီးမင်းတို့စောင့်မျှော်နေကြတယ်နေတော့ရှင်းနေတော့ အရန်နာရယ် ဟာဘီဘီကလည်းဒီမှာလုံးရအဆင်မပြေဘူးနည်းနည်းဖြဲထားပေးလေ
နည်းနည်းဖြောင်းဖြောင်း ကိုကလည်းကွာစပယ်ပြက်ခိုင်းနေတာဒီမှာကိတ်ဆုံးနေပြီ ဘေဘီကတာဂိတ်ဆုံးနေပြီလို့ပြောနေတာကိုကဒီမှာလောက်ရအဆင်မပြေဘူးညောင်းလည်းညောင်းလာပြီသူကောင်းလို့လည်းလုပ်ပေးရသေးတဲ့ဟာ အဲ့ဒါဆိုလည်းလောက် ဆိုအဘကိုနည်းနည်းအားပါတာလို့နော် နောက်တော့ဆိုအားမထင်းနဲ့နော် အာဟာဘေဘီကလည်းဘာလို့လက်ကိုကိုက်တာလဲ အဲ့ပါပေါ့ကိုလည်းကောင်းအာကောင်နဲ့ထိထိုးတာကို ဟောအကောင်ထဲမှာမရှိနေရလေတွာ ကိုလုပ်ပြရတတ်တာလည်းမဟုတ်ဘူးပို့တိုးလာပဲတော်ပြီကွာကိုကြိုက်ခဲပြောင်းစီတောက်ပြီးတော့ပဲအဲ့တော့မယ်တော်ခပေးတဲ့တော့ ဟာဘေဘီအဲ့လိုမလုပ်နဲ့လေဘေဘီဟာ တညလုံးရနော် မမတူလာလေ ဟာဟဲ့မင်းမနေရမေးတယ်မဟုတ်လားအေးနင်းနေဟာနင်းလုံးမနေနဲ့မနေရမင်းတို့နှစ်ယောက်ကြောင့်ဘေးခန်းလူတွေတော့အိမ်မြောင်ရဲနော်ဟာအဲ့ကောင်ဆိုးသွားလားဟာအားနာလိုက်တာဒါနဲ့မင်းတို့ညောက်ကောကြားလိုက်သေးလိုက်ဟာရပါတယ်ပါဟောဒါနဲ့ငါမင်းညပေးထားရလေကျုပ်နဲ့ surprise လေအလုပ်ဖြစ်တယ်ဟုတ်ဟောဘာလို့ဖြစ်ရမှာလဲမင်းတို့ဘာချုပ်တွေးနေရလဲဟာမဟုတ်လေဒါလေးဟာမင်းတို့ထင်တဲ့အတိုင်းဘာတစ်ခုမှကိုမဖြစ်လိုက်ရတာစကိုမစားလိုက်ရတာကွာဒါဆိုမင်းတို့ညအခန်းအတန်အိုးအေးအားဆိုဘာအတန်ရောလားအဲ့ဒါလေငါမိမသွားကြိုက်လို့တဲ့သွားလေမင်္ဂလာဦးညကြမှာပဲတိုက်ဆက်လာကြိုက်နေရရလို့ကွာလာပါမိမ တာလေဝင်းနေစမ်းမှာဒီမှာအစမပြရတဲ့ကြားတဲ့ဟို ဟာမင်းအဆင်မပြေရလဲကွာနစ်ပေါက်နေပြီငါဘယ်လိုနေရမှာလဲ